သားတွေကဘီလူကြီးကိုပိုက်ကွန်အကြီးကြီးနဲ့ဖမ်းထားပြီးတတ်ဖို့အတွက်လေးတွေနဲ့အသင့်ချင်ထားကြတယ်။ဒါပေမဲ့အဝါရောင်ဘီလူကြီးကနေရောင်ကြီးကိုတောင်ကွဲသွားစေနေတဲ့ထီးကြီးတစ်လက်ကိုကောင်းကင်ပေါ်လွှင့်တင်လိုက်တာပဲ။လေးသေးတော်တွေကမြားမိုးတွေရွာချလိုက်ပြီးမြအဲ့ဒီထီးကြီးကမြားအားလုံးကိုလွှင့်စင်အောင်ကာကွယ်လိုက်တယ်။ပြီးတော့ထီးကြီးကအရှင်အဟုန်ပြင်းပြင်းနဲ့လဲပတ်ပြီးမြားတွေကိုလေဝဲကြီးတစ်ခုလိုစုပ်ယူလိုက်ကစစ်တပ်စီကိုပြန်ပြီးဖစ်လွှတ်လိုက်ပါတော့တယ်။အဲ့ဒီတန်းကြောင့်စစ်သားတွေဟာလွှင့်စင်ကုန်ပြီးအော်ဟစ်တမ်းများဖြစ်စည်းများပြုတ်ကျတမ်းများနဲ့အတူစစ်မြေပြင်တစ်ခုလုံးပယုတ်တုတ်ခါတွေဖြစ်ကုန်တော့တာပဲစစ်သားတွေအစုလိုက်အပြုံလိုက်အသက်ခံနေရတာကိုမြင်တော့တန်မိုးကြီးဖာကတက်ဆုပ်ဖို့အော်ဟစ်အမိန်ပေးလိုက်တယ်။ဘီလူကြီးတွေကလည်းပိုက်ကွန်တွေကိုဆွဲဖြတ်ပြီးလွတ်မြောက်သွားကြပြီလေ။နောက်တစ်စင်မှာတော့အနီရောင်ဘလူးကြီးကသူ့ရဲ့မော်ဆွမ်းအားကိုသုံးပြီးမျိုးရိုးပေါ်ကိုမီးလုံးတွေမိုးရွာသလိုကျဆင်းအောင်လှုပ်လိုက်ပန်တယ်။ကြီးဖာကသူ့လူတွေကိုတံတားကိုအမြန်ဆွဲတင်ဖို့အမိန့်ပေးလိုက်ပြီးမှရန်သူဘိုးချုပ်မှာတန်ယူကတစေတကောင်လိုပဲလေးမြန်းစွာပြေးတက်လာတယ်။ကြီးဖာမျက်တောင်တစ်ခါအတွင်းမှာပဲသူမကလေထဲကိုခွန်တက်ပြီးသူ့ရဲ့လေပင်ကိုခြေထောက်နဲ့ညှက်ပစ်လိုက်တာပဲ။ရုတ်တရက်ဘီလူးကြီးတို့ကကြောက်စရာကောင်းတဲ့ရေမော်တက်ကိုထုတ်သွင်းလိုက်ပြန်တယ်။အေးရမှာလိုက်လုံးကြီးကဝုန်းခနဲ့ရိုက်ချလိုက်တော့သူတို့နှစ်ယောက်လုံးကျုံထဲကိုလွင့်ကျသွားပြီးရေစီးတန်းနေတဲ့ရေအောက်ထဲမှာပဲအပြန်လန့်တိုက်ခိုင်းနေကြတယ်။အဲဒီလိုအသက်လူနေရတဲ့အခြေအနေမှာကြီးဖာကဆုံးဖြတ်ချက်တစ်ခုကိုလင်းလင်းမြန်မြန်ချလိုက်တယ်။သူကလေးလာနဲ့သူ့ရဲ့6ဝစ်တန်းစာတွေကိုအမြန်ချွတ်ပစ်လိုက်ပြီးသူမရဲ့လက်ထဲကယုံထက်ကရေပေါ်ကိုကူးတက်ခဲ့တယ်။ဒါပေမဲ့တန်ယူကတော့သူမရဲ့လေးလံနဲ့တန်ချက်ကအိမ်ကြီးကြောင့်ရေအောက်မှာပိတ်မိနေခဲ့ပြီ။သူမဟာစူးစမ်းပြီးရုန်းကန်ပေမဲ့တန်ချက်ကကြီးရဲ့အလေးချိန်ကြောင့်ရေအောက်ခြေကိုပဲတန်မတ်နစ်မြုပ်သွားတော့တယ်။သူမရေနစ်နေပြီဆိုတာတီးလိုက်တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။ဂျီဖာကတော့အသက်ကိုဝါအောင်ရှူရင်းရေပေါ်ကိုပေါ်လာပြီးတစ်တုံတစ်ခုကိုတွဲထားလိုက်ရတယ်။သူရဲ့မီးလောင်နေတဲ့မြို့ကြီးကိုလွှင့်ကြည့်လိုက်တော့မြို့ကပျက်စီးလူနီးပါထင်နေပြီ။နောက်ဆုံးမိနစ်မှာပဲဂျီဖာကစိတ်ပြောင်းသွားတယ်။သူအသက်ကိုပြင်းပြင်းရှူရင်းရေအောက်ကိုပြန်ငုတ်ကမသေးယုံတမဲထိနေတဲ့တန်ယူကိုရေပေါ်ဆဲတင်လိုက်တယ်။သူအနေနဲ့သူမကိုအသက်ရှင်ရဲ့လိုအပ်တာလေရန်သူဘိုလ်ချုပ်ကိုဓာစာခံအဖြစ်ဖမ်းထားနိုင်မှသာသူ့ပြည်သူတွေကိုကဲတင်ဖို့အတွက်အလဲလုပ်ပြီးစကားပြောလို့ရမှာမဟုတ်လားဒါပေမဲ့ဂျီဖာမတိတာတခုကတော့မြို့တကာဝါမှာကြောက်စရာကောင်းတဲ့အပြာရောင်ဘီလူကြီးတစ်ကောင်ကကောင်းကင်ဘော်ကနေဝုန်းခနဲ့ဆင်းသက်လာနေပြီဆိုတာပါပဲ